ကြက်တော်မြိတ်စီမွေးကြက်သားနတ်ရေတဆက်မှမလို့ပဲကြက်တော်မြိတ်စီမွေးနဲ့နှက်ထားတဲ့ကြက်သားဟင်းဒီဟင်းချက်နီးကတော့ရိုးရိုးကြက်သားဟင်းတွေနဲ့မတူပဲကြက်တော်မြိတ်စီမွေးရဲ့ရနံ့ကိုအဓိကထားတာပါရေလုံးဝထည့်စရာမလိုပဲအသားတွေကထွက်တဲ့အရေနဲ့တင်နူးအေးသွားအောင်ချက်မှဖိလို့အရသာကတကယ်ကိုလေးနက်လက်ပါတယ်ကြက်သားကိုအနေတော့တွန်းလေးတွေတွန်းပြီးရင်စားဂျုံမှုံရေတို့နဲ့တေးချနဲ့ဖက်ဆေးကြောပါဂျုံမှုကအသားပေါ်ကအညီနဲ့အချွဲတွေကိုဖယ်ရှားပေးတဲ့အတွက်ဆေးပြီးရင်အသားကကြည်လင်တန့်ရှင်းကားပါလိမ့်မယ်ဆေးပြီးရင်ရေစစ်ထားပါရေစစ်ထားတဲ့ကြက်သားတွေကိုပဲငမြားကြီးအကြီးအနုပ်စားတကြားငရုတ်ကောင်းမုံနဲ့ခရုစီတို့ထည့်ပါအသားတဲ့အရောက်လာစိတ်ဝင်ပြီးနူးညံ့သွားစေဖို့မိနစ်20ခန့်အချိန်ပေးပြီးနှက်ထားလိုက်ပါတဲအိုရဲစီပူလာရင်ဂျင်းနဲ့ကြက်သွန်မိတ်အယိုးမိုင်းတွေကိုအရင်ထည့်ပါမီအေးအေးနဲ့အဝါရောင်တန်းပြီးတအိမ်လုံးဝှေးပြန်လာတဲ့အထိစီတက်ပေးပါဒါဟာဒီဟင်းတအိုးလုံးရဲ့အရသာကိုဆွဲတင်ပေးမဲ့အဓိကတော့ချက်ပါပဲစီမွှေးရပြီဆိုရင်နှက်ထားတဲ့ကြက်သားတွေကိုထည့်ပြီးအသားအယောင်ညိုယုံတန်းလာတဲ့အထိအရင်ကြောပါပြီးရင်တော့ရေလုံးဝမထည့်ပဲအဖုံးအုပ်ကမီအေးအေးနဲ့15မိနစ်ခန့်တီးထားပါကြက်သားတွေကထွက်လာတဲ့တဘာဝအရည်တွေကလည်းအသားကိုနူးအိပြီးအရည်ရွှဲစေမှာပါ15မိနစ်ပြီလို့အဖုံးဖွင့်လိုက်ရင်ကြက်သွန်မြိတ်စီမွှေးနှက်လေးနဲ့ဟင်းရည်ပြပြလေးကိုတွေ့ရပါလိမ့်မယ်အပေါ်ကနေကြက်သွန်မြိတ်အရွက်လေးတွေဖြူးလေးလိုက်ရတော့ထမင်းပူပူလေးနဲ့အလွန်လိုက်ဖက်တဲ့ကြက်သားဟင်းလေးရပါပြီဒီနီလာလေးကချဲ့ရတာရိုးရှင်းပေမဲ့ရရှိလာတဲ့အရာပါကတော့ရှယ်ပဲမို့လို့အိမ်မှာအခုပဲစမ်းချက်ကြည့်ဖို့တိုက်တွန်းခြင်းပါတယ်